တိုင်းပြည်မှာတခိုးပေါ်လာလို့ရှိရင်လည်းယဉ်ကျေးမှုတွေပျက်စီးလာပြီလို့ဒီလိုပြောရမှာနော်ခိုးတယ်ဆိုတာခိုးခြင်း25ပါးရှိတယ်လောကလူတွေကပစ္စည်းကိုလူယူသွားမှတခိုးသို့မဟုတ်တိတ်တဆိတ်အိမ်မွားပစ္စည်းချယူသွားမှတခိုးလို့သတ်မှတ်တာဟုတ်တကယ်ကတော့ခိုးနီးက25မျိုးရှိတယ်ထင်မယ်ခိုးတာတွေကအမျိုးကိုစုံနေတာပဲပစ္စည်းကောင်းတဲ့ထဲမှာမကောင်းတာရောထဲတာလဲခိုးတာပဲနော်ခိုးတာပဲတစ်ပင်ဆိုင်ပြီးခြံချဲ့တာလဲခိုးတာပဲခိုးနီးကားတွေကအများကြီးလေအလေးချိန်ခိုးတာတင်းအောင်ခိုးတာအကုန်လုံးပေါ့ခိုးဖို့ခိုးနီးမြောင်များစွာရှိတဲ့တဲ့မတရားတဲ့နည်းနဲ့သူများပစ္စည်းကိုရအောင်ယူတာမှန်သမျှဟာခိုးခြင်းပဲဒါကြောင့်မို့လို့အဋိဏဒါနဆိုတာကိုခိုးတယ်ဆိုတဲ့စကားလုံးကိုမသုံးဘူးအဋိဏဒါနဆိုတာဗမာလိုခိုးတယ်လို့ပြောခြင်းလို့ရှိရင်ထေယနော်ထေယဆိုတာခိုးမှုလို့အဓိပ္ပာယ်ရတယ်အဋိဏဒါနဆိုတာခိုးမှုလို့အဓိပ္ပာယ်မရဘူးအဓိပ္ပာယ်အရင်ကဘာလို့ဆိုအဋိဏသူများမပေးတဲ့ပစ္စည်းကိုအာဒါနမတရားတဲ့နည်းနဲ့ယူတာလို့ဒီလိုပြောတာနော်အဲ့တော့ဒီစကားလုံးကအမတန်ကျယ်ပြန့်တယ်အနိုင်ကျင့်ယူတာလဲခိုးခြင်းပဲအနိုင်ကျင့်ယူတာလဲခိုးခြင်းပဲလိမ်ယူတာလဲခိုးခြင်းပဲနော်ချင်းချောက်ယူတာလဲခိုးခြင်းပဲမသိအောင်တိတ်တဆိတ်လှည့်စားပြီးတော့ယူတာလဲခိုးခြင်းပဲခိုးခြင်းတွေကအများကြီးပဲသို့တော့လောကမှာတခိုးလို့သတ်မှတ်ပြီးတော့လူတွေကတခိုးဆိုပြီးဝိုင်းလိုက်တာတော့အိမ်မှာရှိတဲ့ပစ္စည်းတက်ယူတဲ့လူပဲတခိုးနာမည်ကြီးနေတာသို့တော့တခိုးဆိုတာဒီတဲ့ပိုများတယ်လို့မှတ်တာနော်အဲ့ဒီထဲမှာကိုမပါဖို့အရေးကြီးတယ်ကိုမပါဖို့အရေးကြီးတယ်ဂုံရှိတရေရှိတခိုးတွေမဖြစ်ဖို့အရေးကြီးတာပေါ့ဂုံရှိတရေရှိဆိုတာကသူကသူဂုံရှိနေတာပြောတာတကယ်ကတော့ဂုံရှိတာမဟုတ်ဘူးเนาะတခိုးလို့တတ်မှတ်မခံရတဲ့တခိုးတွေမဖြစ်ဖို့ပဲအရေးကြီးတယ်မြတ်စွာဘုရားရဲ့တရားတော်အရမြတ်စွာဘုရားကအာဒိဏဒါနာပฏิဝိရတောဟောတိတဲ့သူများမပေးတဲ့ပစ္စည်းကိုယူခြင်းမှရှောင်တယ်ဆိုတဲ့အခါမှာဘာပြောတော့ဆိုအထေနေနသူစိဘူတေနအတ္တနာခိုးယူလူရဲ့လူတဲ့စိတ်နော်မယိုးသားတဲ့စိတ်နဲ့ရာယူမှုမရှိဘူးခိုးယူခြင်းမပြုဘူးအလွန်စိတ်တန့်ရှင်းစွာနေတယ်လို့ဒိဏဓာယီဒိဏပါတိကင်ခီပေးတာကိုသာယူမယ်နော်ပေးတာကိုသာအလိုရှိတယ်မပေးတာကိုမယူဘူးမပေးတာကိုမလိုချင်ဘူးဆိုတာမှတကယ်ကိုတန့်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဟောနော်အဲ့ဒါမှအဋိဏဒါနဆိုလုံးဝလွတ်ကင်းတယ်ဟောအဲ့ဒီလိုလောကမှာဒီကိုချင်းတရားတွေပြက်ပြားပြီဆိုရင်တော့ကိုချင်းတရားပြက်ပြားခြင်းသည်မြတ်မယဉ်ကျေးမှုပြက်ပြားခြင်းပဲလို့ဒီလိုပြောရမှာပဲနော်